ပြန်လည်မွေးဖွားလာပြီးနောက်မိန်းကလေးဟာပထမဆုံးအနေနဲ့တထေးကြီးရဲ့သမီးကိုရိုးရင်းကျင်စီလှူဒန်းခဲ့ပါတယ်။ဒီတစ်ချိန်မှာတော့သူမရဲ့ရိုးရင်းကျင်စီကိုရေးစားဖြစ်သူရဲ့မိသားစုထံလှူဒန်းတော့မှာမဟုတ်ပါဘူး။ပြီးခဲ့တဲ့ဘဝတုန်းကသူမရေးစားရဲ့ညီမလေးဟာပေးကင်စာဖြစ်နေခဲ့ပြီးမမျှော်လင့်ပဲသူမနဲ့ရိုးရင်းကျင်စီအမျိုးသားချင်းတူညီနေခဲ့ပါတယ်။ရေးစားဖြစ်သူရဲ့မိဘတွေဒါကိုသိသွားတဲ့အခါအရန်ကိုဝမ်းသာအားရဖြစ်ခဲ့ကြပါတယ်။ခွဲစိတ်မှုအပြီးမှာသူမကိုစုလက်အနေနဲ့ဒေါ်လာ9သိန်းပေးမယ်လို့လည်းကတိပေးခဲ့ကြတယ်။မိန်းကလေးကအစပိုင်းမှာအဲ့ဒီငွေကိုမယူချင်ခဲ့ပေမဲ့သူမရဲ့မွေးစားဖခင်ဟာရုတ်တရက်ဆိုသလိုကုသလို့မရတဲ့ယောဂဝေဒနာခံစားခဲ့ရပါတယ်။ဒါကြောင့်သူမဟာတခြားနည်းလည်းမရှိတော့ပဲကတိပေးထားတဲ့ငွေ9သိန်းကိုရေးစားဖြစ်သူစီတောင်းဆိုခဲ့ပါတယ်။ဒါပေမဲ့သူ့မိသားစုကငွေပေးဖို့ညှင်းဆန်ခဲ့တဲ့အပြင်သူမနဲ့သူမရဲ့မွေးစားဖခင်တို့ဟာဖောက်ပြန်တဲ့ဆက်ဆံရေးရှိပါတယ်ဆိုပြီးကောလာဟာလတွေတောင်ဖြန့်ခဲ့ကြပါတယ်။နောက်ဆုံးမှာတော့သူမရဲ့မွေးစားဖခင်ဟာယောဂကျွမ်းပြီးကွယ်လွန်သွားခဲ့တယ်လို့မိန်းကလေးကိုယ်တိုင်လည်းရင်မတော်တဆမှုနဲ့တေဆုံးသွားခဲ့ပါတယ်။သူမပြန်လည်နိုးထလာတဲ့အခါမှာတော့ရိုးရင်းကျင်စီအမျိုးသားချင်းတူညီကြောင်းအဖြေထွက်တဲ့နေ့ကိုပြန်ရောက်နေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲသူမရဲ့ရီစားကလူရန်မှုသဘောတူညီချက်စာချုပ်ကိုသူမစီကမ်းပေးလာတယ်။သူမကမျှော်လင့်ထားတဲ့အတိုင်းပဲငွေ9သိန်းကိုအခုချက်ချင်းလွှဲပေးရမယ်လို့ပြောလိုက်ပါတယ်။ရီစားဖြစ်သူရဲ့မိဘတွေကသူမကိုလောဘကြီးတယ်လို့ဆွဆွဲကြပါတယ်။သူမကသူတို့ကိုအတင်းကျပ်မတောင်းဆိုတော့ပဲလူရန်မှုစာချုပ်ကိုအဲ့ဒီနေရာမှာတင်ဆုတ်ဖြတ်ပစ်လိုက်ပါတယ်။အဲ့ဒီအခါမှာတော့ရီစားဖြစ်သူကတနာစပွဲဟန်ဆောင်ပြီးသူ့ညီမလေးကိုကယ်တင်ပေးဖို့တောင်းပန်ပါတော့တယ်။သူ့မိဘတွေကလည်းသူမဟာဂတိဖြတ်နေတယ်လို့ငွေယိုပြောဆိုကြပြီးသမီးဖြစ်သူရဲ့ယောဂါကိုကုသဖို့အတွက်သူတို့ရဲ့စုဆောင်းထားတဲ့ငွေတွေအားလုံးကုန်သွားပြီလို့ပြောကြပါတယ်။တမိသားစုလုံးကဒီလိုမျိုးတရုပ်ဆောင်ပြနေကြတာကြောင့်ဘေးကကြည့်နေသူတွေကလည်းသူမဟာတကူကောင်းဆန်ပြီးအသေးနှလုံးမရှိသူလို့ဝိုင်းဝန်းဆွဆွဲကြပါတယ်။ရီစားဖြစ်သူကလူရန်မှုစာချုပ်ကိုထပ်ယူလာပြီးသူမကိုလက်မှတ်ထိုးရမယ်လို့တတိပေးပါတယ်။ဒါပေမဲ့သူမကဖုန်းကိုထုတ်ပြီးစောစောကပြောဆိုခဲ့တာတွေကိုအတန်ဖန်ထားတာကိုဖွင့်ပြလိုက်ပါတယ်။အဲ့ဒီအတန်ဖိုင်ထဲမှာတော့သူ့မိသားစုကသူမကိုငွေ9သိန်းပေးမယ်လို့ကတိပေးထားတာတွေပါဝင်နေပါတယ်။အဲ့ဒီတော့မှဘေးကလူတွေကသူမပြောတာမှန်တယ်ဆိုတာသိသွားကြပါတယ်။ရီစားဖြစ်သူရဲ့အမေဟာတခြားနည်းလည်းမရှိတော့တဲ့အဆုံးမှာရိုးရင်းကျင်စီမလူဘူးဆိုရင်ငါသားကနင်းနဲ့လက်ထက်မှာမဟုတ်ဘူးလို့ချင်းချောက်ပါတော့တယ်။ဒါကိုကြားပြီးနောက်မှာတော့သူမဟာရီစားဖြစ်သူနဲ့လမ်းခွဲလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲသူနာပြုတယောက်ကသူ့ညီမလေးရဲ့အခြေအနေဟာပိုဆိုးလာပြီးခွဲစိတ်မှုကိုအမြန်ဆုံးလုပ်ရမယ်လို့လာသတိပေးပါတယ်။တမိသားစုလုံးကသူမကိုထပ်မံချင်းချောက်ကြပြန်ပါတယ်။ဒါပေမဲ့သူမကရှင်ကိုယ်တိုင်လည်းရိုးရင်းကျင်စီအမျိုးအစားတူနေတာပဲဘာလို့ရှိညီမကိုမလူတာလဲလို့ရေးစားဖြစ်သူကိုပြန်မေးခွန်းထုတ်လိုက်တဲ့အခါသူဟာချက်ချင်းပဲစကားမပြောနိုင်ဖြစ်သွားပါတယ်။အဲ့ဒီနောက်သူမဟာတထေးကြီးကိုဖုန်းဆက်ပြီးသူ့ရဲ့သမီးကိုရိုးရင်းကျင်စီလှူဒန်းဖို့ဆုံးဖြတ်လိုက်ပါတယ်။အချိန်ထဲမှာပဲရီစားဖြစ်သူရဲ့မိသားစုဟာအွန်လိုင်းမှာလိုက်ဖလွှင့်ပြီးသူမဟာငွေ9သိန်းအတွက်နဲ့လူတစ်ယောက်ရဲ့အသက်ကိုမကယ်ပဲညှင်းဆန်နေပါတယ်ဆိုပြီးဆွဆွဲကြပါတယ်။မကြခင်မှာပဲဆရာဝန်တစ်ယောက်ကသူမဟာခွဲစိတ်ဖို့အတွက်ရက်ချင်းယူထားပြီးပြီလို့ပြောလာပါတယ်။ရီစားဖြစ်သူကသူတို့အကြံအောင်ပြီလို့ထင်မှတ်ပြီးနောက်တစ်နေ့မှာသူမခွဲစိတ်ဖို့ရောက်လာမှာကိုစောင့်နေကြပါတယ်။ဒါပေမဲ့သူမဟာဘယ်တော့မှပေါ်မလာခဲ့ပါဘူး။သူ့မိကဆရာဝန်ကိုဘာလို့ခွဲစိတ်မှုမစသေးတာလဲလို့မေးတဲ့အခါဆရာဝန်ကသူတို့ဟာခွဲစိတ်ခါတော့မပေးရသေးကြောင်းနဲ့သူမရိုးရင်းကျင်စီလှူဒန်းမဲ့သူဟာ